အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာကတော့ spy ပဲအတွက်အသုံးဝင်စီမယ်အတူ၅ခုကို review ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြအောင်ဒီနေ့ဗီဒီယိုရဲ့ပထမဆုံးအတွန်လေးကတော့ 3 carat အတွန်ပဲဖြစ်ပါတယ်ခင်ဗျဒီအတွန်လေးကတော့တစ်ခုတ်ရမှာပြင်းနေတဲ့လူတွေအတွက်ပဲဖြစ်ပါတယ်ဒီအတွန်ရဲ့အလုံးလုံးပုံကကိုခုံးမဲ့တစ်ပင်ရဲ့အောက်ဆုံး develop ကိုဖျက်လိုက်တာနဲ့အပင်ရောအရွက်မှာမကြမ်းခုတ်ပေးမှာပဲဖြစ်ပါတယ်။ဒါအပြင်ဒီအတွန်ကဘယ်တစ်ပင်အမျိုးကိုစားမှမစိုးအလုံးလုံးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါပေမဲ့ကိုကတစ်ပင်ခုံးတဲ့အချိန်မှာထိုင်နေလို့မရပါဘူးခင်ဗျာ။ထိုင်နေလို့ရှိရင်ဒီအတွန်ကအလုံးမလုံးတော့ပါဘူး။ဒီနေ့အတွက်ဒုတိယမြောက်အတွန်လေးကတော့ 3x3 minor အတွန်ပဲဖြစ်ပါတယ်။ဒီအတွန်ရဲ့အလုံးလုံးပုံကတော့သူ့ရဲ့နာမည်အတိုင်းပဲဘယ်ဘလော့ကိုမဆို 3x3 မိုင်းပေးမှာပဲဖြစ်ပါတယ်။ဒါအပြင်အောက်ဆီဂျင်တူကတော့ကြားတယ်မတူးကြည့်ဘူးဆိုတဲ့ brother တွေအတွက်ကတော့ဒီအတွန်လေးကိုထည့်ဆော့ပေးစေချင်ပါတယ်ခင်ဗျ။ပြီးတော့ဒီအတွန်လေးကဒိုင်းမွန်ရှာရတာအကောင်းဆုံးအတွန်လေးလည်းဖြစ်ပါတယ်။ Minecraft ရဲ့ upgrade တွေအရာ white mine နဲ့ 58 မှာတွားပြီးတော့ mine လို့ရှိရင်ဒိုင်းမွန်ရှာတွေ့တာမြန်ပါတယ်။အဲ့ဒီမှာကကိုက 3x3 miner နဲ့ mine လိုက်မဆိုလို့ရှိရင်ဒိုင်းမွန်ရှာရတာပို့ပြီးတော့မြန်သွားမှာပါ။ 3x3 miner အလုံးလုံးဖို့ဆိုလို့ရှိရင်ကိုက8နှိပ်ပြီးမှ2ပြီးမှရမှာပါခင်ဗျ။ဒါအပြင်ဒီအတွန်မှာကဒိုင်းမွန်ပေးစံပကြီးလို့အောက်ဆီဂျင်တူးလို့မရတဲ့သူတွေအတွက်ပြဿနာဖြစ်ပါဘူးကိုကဒီအတွန်ထည့်ထားလို့ရှိရင်လာဘကန်တွေ့ရင်းနဲ့လောင်းချလိုက်ပြီးတော့3ဘလော့ပတ်ချလေးရဲ့အလေကိုလက်နဲ့ဖြတ်လိုက်လို့ရှိရင်ကိုဖြတ်လိုက်တဲ့အတွန်ကမရပေမဲ့ဘေးနားက3ဘလော့ပတ်ချလေးကိုရအောင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဖြတ်တဲ့အခါမှာကိုကရှင်းနေထားဖို့တော့လိုပါတယ်ပြောဆိုလို့ရှိရင်ထိုင်နေဖို့လိုပါတယ်ခင်ဗျာနောက်ထပ်အတွန်လေးကတော့ကျွန်တော်တို့အမြဲတမ်း inventory full နေတဲ့သူတွေအတွက်ပါ။ဘာကြောင့်လဲဆိုတော့ဒီအတွန်မှာဆိုလို့ရှိရင်လွယ်အိတ်ဆက်ရှိမျိုးပါဝင်လာမှာပါ။ဒါအပြင်လွယ်အိတ်တွေကိုလည်းကိုကြောကိုမှလွယ်လို့ရတဲ့အတွက်ပုံစံရလဲမိုက်ပါတယ်။လွယ်အိတ်ထဲကိုပစ္စည်းထည့်ခြင်းနဲ့ဆိုလို့ရှိရင်ကိုကလွယ်အိတ်ကိုကင်ပြီးတော့မြေပြင်ကို right click နဲ့ပြီးရင်လွယ်အိတ်ကိုဖိထားလိုက်လို့ရှိရင်ကိုကလွယ်အိတ်ထဲကိုပစ္စည်းထည့်လို့ရတယ်။ကိုကလွယ်အိတ်ကိုပြန်ယူခြင်းနဲ့ဆိုလို့ရှိရင်ထိုင်ပြီးတော့လွယ်အိတ်ကိုတစ်ချက်နှိပ်လိုက်တာနဲ့ကိုယ့်စီကိုပြန်လာမှာပါ။ပြီးတော့လွယ်အိတ်ကိုထပ်ပြီးတော့ဖိလိုက်ရင်ကိုကဝေပြီးသားဖြစ်သွားမှာပါအထဲထဲမှာထည့်ထားတဲ့ပစ္စည်းတွေကတော့လွယ်အိတ်ထဲမှာတစ်ခါတည်းစီထားမှာပဲဖြစ်ပါတယ်နောက်ထပ်အတွန်လေးကတော့ကျွန်တော်များများဆဆပြောစရာမလိုပါဘူးဒါကတော့ Java လိုပဲဘက်ဘက်ထဲမှာမီးတိုင်ကိုထည့်လို့ရမှာပါကျွန်တော်လူမျိုးအမြဲတမ်းဂူထဲဝင်ပြီးတော့ IU နေဒိုင်းမွန်နေရှာနေတဲ့လူတွေအတွက်တော့ဒီအတွန်လေးကိုစောင့်ထားတင်ပါတယ်ဒါအပြင်ဒီအတွန်မှာကမီးတိုင်မှုပဲနဲ့အခြားသော micro လေးနဲ့ပစ္စည်းတွေကင်လို့ရှိရင်လေးနေမှာပါဒါပေမဲ့ဘယ်ဘက်တည်းထည့်လို့မရပါဘူးဒါအပြင်ဒီအတွန်မှာရောင်စုံမီးတိုင်တွေလည်းပါလာအောင်ပါဒီနေ့အတွက်ရဲ့နောက်ဆုံးအတွန်လေးကတော့ butter hand အတွန်လို့ခေါ်ပါတယ်ဒါကတော့အတွန်လို့ခေါ်မဲ့အစားထက်ချဘက်လို့ပြောရပူမှန်ပါတယ်ဒါကတော့ကိုယ့်ရဲ့လက်ကိုတေးဝအောင်လှုပ်ပြီးမှဖြစ်ပြီးတော့ကိုဂိမ်းစောတဲ့အခြား screen တွေကိုဒီလက်ကြီးကလာပိတ်နေတဲ့ဆိုတွေအတွက်ထည့်စောတဲ့အတွန်လေးပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီနေ့ကျွန်တော်ပြောရတဲ့အတွန်တွေကိုကျွန်တော် channel မှာတင်ထားပါတယ်ကျွန်တော် channel စီတွားချင်တယ်ဆိုလို့ရှိရင် description နဲ့ comment မှာကျွန်တော်ရဲ့ channel link ပေးထားပါတယ်ခင်ဗျကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel link ကို like subscribe နဲ့ comment လေးတစ်ကြောင်းရေးပြီးတော့ကူညီသွားလို့ရပါတယ်ဒါဆိုရင်နောက်နေ့ဒီမှာနောက်ထပ်ဗီဒီယိုအသစ်တွေနဲ့ပြန်လာခဲ့ပါမယ်